အားလုံးပဲမင်္ဂလာပါရှင်မိုးကုတ်မြို့ပြန်ရရေးစစ်ကောင်စီတပ်အပြင်းထန်ထိုးစစ်ဆင်နေတဲ့2025ခုနှစ်ဩဂုတ်လ9ရက်နေ့မိုးကုတ်မြို့ကိုပြန်လည်ရယူဖို့ဦးတည်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအပြင်းထန်ထိုးစစ်ဆင်နေကြပါတယ်ဒီတိုက်ခိုက်မှုရဲ့နောက်ွယ်မှာတော့တယံဇာတအရင်းအမြစ်ကြောင့်ဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားကြပါတယ်မိုးကုတ်မြို့ကိုတော့2024ခုနှစ်ဇူလိုင်လမှာ TNLA တပ်ဖွဲ့က1029စစ်စင်ရေးဒုတိယပိုင်းအဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ကာလအတွင်းမှာလည်း TNLA ကမိုးကုတ်မြို့ရှိဂေါက်ကွင်းဒေသမှာစစ်ရန်ရားတွေနဲ့အင်တိုက်အားတိုက်တူးဖော်နေတဲ့အကြောင်းသိရပါတယ်။မိုးကုတ်မြို့ဟာကမ္ဘာပေါ်မှာအရေးသွေးအကောင်းဆုံးပြည်များထွက်ရှိရာဒေသတစ်ခုဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ကပြန်လည်ရယူဖို့ကြိုးပမ်းနေတယ်လို့လည်းကြောက်မဲဒေသခံတအူးကပြောကြားပါတယ်။ကျွန်တော်အမြင်နဲ့သုံးသပ်ရရင်တော့နောင်ချိုကတဆင့်ကြောက်မဲကိုသွားတာထက်မိုးကုတ်ကိုပဲဥတီတိုးဖို့စ조사နေကြမှာပဲလို့ထင်တယ်။ဘာလို့လဲဆိုတော့မိုးကုတ်ကမိုးမိတ်နဲ့လမ်းကြောင်းတဲ့တယ်တယံဇာတတွေထွက်တဲ့ဒေသလည်းဖြစ်တယ်။အဲ့ဓာတွေကသူတို့အတွက်အရေးကြီးတယ်။မြေပြင်ကနေစစ်အင်အားတိုးဖို့လည်းလွယ်တယ်လို့ပြောပါတယ်။